အာဆင်နယ်တို့စိတ်ဝင်စားနေတဲ့မာဆေးအသင်းရဲ့လူငယ်တိုက်စစ်မှုအားလုံးပဲမင်္ဂလာပါ Forever Ghana Facebook နဲ့ TR YouTube Channel တို့ကနေကြိုဆိုပါရစေ TikTok ကညီကိုတွေအားလုံးလည်းမင်္ဂလာပါဗျာကျွန်တော်တို့ဒီကနေ့ညမှာအာဆင်နယ်အသင်းနဲ့ပတ်သက်တဲ့သတင်းအကြောင်းအလေးနည်းနည်းလောက်ဆွေးနွေးသုံးသပ်ကြည့်ခြင်းနဲ့ဒါကျွန်တော်တို့မနက်ဖြန်ကညဒါဂျာလာပရီနေ့မနက်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါချန်ပီယံလိပွဲစဉ်ကံမှုရှိတယ်ပေါ့လေဒါဘိုင်ယန်လီဗာပူးဇင်နဲ့ sorry ဒီအသင်းနဲ့တင်ကျွန်တော်အမြဲတမ်းမှားတယ်ဘိုင်ယန်မြူးနစ်နဲ့ဒါရှင်ပီယံကစားမှာပေါ့လေဘိုင်ယန်မြူးနစ်နဲ့ရှင်ပီယံကစားရမယ်ဒါချန်ပီယံလိပွဲစဉ်လည်းရှိတယ်ဖြစ်တဲ့အတွက်ဒါမနက်ဖြန်မနက်ကျရင်တော့ကျွန်တော်ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်ရဲ့အမြင်လေးတွေကိုဒါကျွန်တော်ပွဲကြိုသုံးသက်ချက်အဖြစ်ကျွန်တော်ပြုလုပ်ပေးသွားမယ်ဒါဒီကနေ့ညမှာတော့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးဒါကြားသိထားတဲ့သတင်းအကြောင်းအရာလေးတွေရဲ့အဲ့ဒီပွဲစဉ်မှာပါဝင်လာနိုင်တဲ့ဒဏ်ရာကစားသမားတွေအကြောင်းရယ်ဒါအာဆင်နယ်တို့စာချုပ်တစ်ကန်လန်းသွားမဲ့ကစားသမားတွေအကြောင်းရယ်ကိုဒါကျွန်တော်တို့နည်းနည်းလောက်ဆွေးနွေးသုံးသပ်ကြည့်ခြင်းနဲ့ဒီရာသီရဲ့အာဆင်နယ်အသင်းရဲ့အကောင်းဆုံးသူရဲကောင်းကိုလည်းဒါအာဆင်နယ်အသင်းနဲ့နှီးစပ်တဲ့သတင်းတော်တော်များများကဒါထုတ်ပြန်ထားတာမျိုးတွေရှိတယ်အဲ့ဒီသတင်းနဲ့ပတ်သက်ပြီးကျွန်တော်တို့နည်းနည်းလောက်ဆွေးနွေးသုံးသပ်ကြအောင်ပါလူရင်းတူရှင်းလေးပေါ့လေဒါအရင်ဆုံးအနေနဲ့ကျွန်တော်တို့အာဆင်နယ်အသင်းကဒါမာဆေးအသင်းရဲ့ကစားသမားပေါ့လေဒါတိုက်စစ်မှုလူငယ်ကစားသမားလေးပေါ့လေဒီကစားသမားလေးနဲ့ပတ်သက်ပြီးတော့အာဆင်နယ်နဲ့အပြိုင်ချယ်ဆီအသင်းကစိတ်ဝင်စားလျက်ရှိတယ်ဆိုပြီးတော့ဒါသတင်းမီဒီယာတွေကဖော်ပြလာတယ်အာဆင်နယ်ရီဒါရဲ့ဖော်ပြချက်တွေထဲမှာဆိုလို့ရှိရင်ဒါချယ်ဆီအသင်းကဒီကစားသမားလေးနဲ့ပတ်သက်ပြီးတော့မာဆေးအသင်းနဲ့စကားပြောဆွေးနွေးမှုတွေပြုလုပ်ကြရမှာတော်တော်ခီးရောက်နေပြီဆိုတဲ့သတင်းတွေကတောက်လျှောက်တက်နေပြီးတော့အာဆင်နယ်အသင်းအနေနဲ့ဒီကစားသမားလေးကိုဒါအာဆင်နယ်ရဲ့အနာဂတ်အဖြစ်ဒါဒီကစားသမားလေးကိုချိန်ရွယ်ထားပြီးတော့လာမယ့်အပြောင်းအရွှေ့ဈေးကွက်မှာဒီကစားသမားလေးနဲ့ပတ်သက်ပြီးတော့ဒါကန်လန်းသွားပွဲရှိတယ်ဆိုပြီးတော့သတင်းမီဒီယာတွေကဖော်ပြထားရတာကနေဒါအာဆင်နယ်ရေဒါကပါဖော်ပြလာတယ်အာဆင်နယ်ရေဒါဆိုတာကကျွန်တော်အမြဲတမ်းသတင်းတွေဖတ်နေတဲ့ဒါသတင်းမီဒီယာတစ်ခုဖြစ်ပြီးတော့ဒီသတင်းမီဒီယာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တွေအနည်းဆုံး60%လောက်ယုံကြည်ရတဲ့သတင်းဌာနတစ်ခုဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့အာဆင်နယ်အသင်းနဲ့ဒီကစားသမားလေးကိုခေါ်ယူသွားမလားဒီကစားသမားလေးကအခုဆိုလို့ရှိရင်ဒါ14ပွဲကစားပြီး4ဂိုးသွင်းထားတယ်နှလုံးဖန်တီးထားတယ်ဒီကစားသမားလေးရဲ့ market ပေါက်ကြီးကဒါယူရိုယူရိုဖြစ်တယ်ပေါင်18တန်းနဲ့25တန်းကြားလောက်ရှိမယ်ဒီကစားသမားလေးကိုအာဆင်နယ်တို့ခေါ်ယူသွားမလားဆိုပြီးတော့ဒါအာဆင်နယ်ရေဒါကရေးသားဖော်ပြလာတယ်ဒီနေရာမှာအာဆင်နယ်တို့ခေါ်ယူသွားမလားဆိုတဲ့နေရာမှာကျွန်တော်တို့တွေနည်းနည်းလောက်စဉ်းစားကြည့်အောင်ပါအာဆင်နယ်မှာတိုက်စစ်မှုတွေအများကြီးရှိတယ်ဘာလို့ခေါ်မှာလဲဒါကတော့ပုံမှန်အားဖြင့်တွေးတောမှုပေါ့လေကျွန်တော်တို့တွေတေးချာချာနည်းနည်းစဉ်းစားကြည့်မယ်ဆိုအာဆင်နယ်အသင်းမှာဒါတိုက်စစ်မှုတွေအများစွာရှိတာဖြစ်သည့်တိုင်အောင်ဂိုင်ဟာဗတ်ဗီဒီယိုဂရက်အပါဝင်ဒါဂါဘရီယယ်ဂျေဆုပေါ့လေတိုက်စစ်မှုစစ်ဆိုလို့ရှိရင်တော့ဒါဒီလိုမျိုးတွေကျွန်တော်တွေးလို့ရတယ်ဒါတော့ဂိုင်ဟာဗတ်ကတကယ်ဆိုလို့ရှိရင်ကွင်းလယ်မှာဆော့တာများတယ်ဒါအာဆင်နယ်မှာပုံပြောင်းအဖြစ်ဆော့တယ်ချယ်ဆီမှာလည်းတိုက်စစ်မှုအဖြစ်ဆော့ခဲ့တဲ့ကစားသမားပေါ့လေဒီကစားသမားနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့တွေကဒါဒန်ယာကစိတ်မချရတာများတယ်ဗျာသိလားအမြဲတမ်းကဒန်ယာကဒီဂိုင်ဟာဗတ်ဆိုလို့ရှိရင်နှစ်တိုင်းလို့ဒန်ယာအနေငယ်နိုင်နာမနိုင်ရင်သူ့အနေနဲ့ရေရှည်နာဒီလိုပုံစံမျိုးဒါဖြစ်တာများတယ်အဲ့တော့ဒီကစားသမားလေးကိုအာဆင်နယ်တို့ခေါ်ယူသွားမလားကျွန်တော်ရဲ့တဦးတစ်ယောက်အမြင်အရဆိုလို့ရှိရင်အာဆင်နယ်ရဲ့တိုက်စစ်မှုဟောင်းဖြစ်တဲ့ဒါဂါဘရီယယ်ဂျေဆုထွက်ခွာသွားမယ်ဆိုလို့ရှိရင်တော့ဒီကစားသမားလေးကိုအာဆင်နယ်တို့ယင်းနှိမ့်မြုံနှံမှုပြုလုပ်ကောင်းပြုလုပ်လာနိုင်တယ်လို့ကျွန်တော်အနေနဲ့မြင်မိတယ်ဒီကစားသမားလေးကိုချက်စီနဲ့အပြိုင်ခေါ်ယူမှဖြစ်တဲ့အတွက်အန်ဒရီယာဘာတာအနေနဲ့ဘယ်လိုမျိုးဆွဲဆောင်သွားနိုင်မလဲအာဆင်နယ်အသင်းကိုရောက်အောင်ပဲတကယ်ပဲဆွဲဆောင်သွားနိုင်မလားအာဆင်နယ်ရီဒါရဲ့ရေးသားဖော်ပြချက်တွေထဲမှာဆိုချက်စီကတော်တော်ခီးရောက်နေပြီဆိုတဲ့အချက်ဒီအချက်ကြောင့်ပေါ့လေကျွန်တော်တို့အာဆင်နယ်အသင်းအနေနဲ့ဒီကစားသမားလေးကိုခေါ်ဖို့အဆင်ပြေနိုင်ပါမလားဆွေးနွေးကြည့်ကြပါဦးနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကျွန်တော်တို့အာဆင်နယ်အသင်းနဲ့ဘိုင်ယန်မြူးနစ်ရှင်ပီယံကစားမယ့်ချန်ပီယံလိပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဒါအာဆင်နယ် late news ဆိုတဲ့ဒါသတင်းဌာနတစ်ခုကရေးသားဖော်ပြလာတယ်ဒီပွဲစဉ်ကဒါတကယ့်ကိုကြည်ကောင်းတဲ့ပွဲစဉ်တစ်ပွဲဖြစ်သွားနိုင်တယ်ဒီပွဲစဉ်ကဒါနှစ်သင်းလုံးကအကောင်းဆုံးပုံစံမှာရှိနေပြီးတော့အကောင်းဆုံးလိမှာကစားနေတဲ့အသင်းနှစ်သင်းဖြစ်တာနဲ့အညီအကောင်းဆုံးခြေစွမ်းနေပြသနေတဲ့နှစ်သင်းတွေ့ဆုံမဲ့ဒီပွဲစဉ်မှာတော်တော်လေးကြည်ကောင်းမဲ့ပွဲစဉ်တစ်ပွဲဒီပွဲစဉ်ကိုကျွန်တော်တို့ဒီအများကြီးစောင့်ကြည့်သွားမှာဖြစ်ပြီးတော့ဘသူကကြားလဲဘသူကငကားလဲဆိုတဲ့ပုံစံမျိုးတွေဒါရေးသားဖော်ပြလာတဲ့ရှွန်းနောက်ပုံစံပေါ့ဗျာဒါရေးသားဖော်ပြလာတယ်ဒီနေရာမှာကျွန်တော်တို့အာဆင်နယ်အသင်းအနေနဲ့တိုက်စစ်မှုတွေပြန်လည်ပါဝင်လာနိုင်မလားဆိုတဲ့မေးခွန်းတွေကလည်းများစွာတက်နေပြီးတော့အာဆင်နယ်အသင်းအနေနဲ့လူပြန်စုံလာနိုင်ငယ်ဆိုတဲ့သတင်းတွေကလည်းတောက်လျှောက်တက်နေတယ်ဒါကတော့အာဆင်နယ်နဲ့နှီးစပ်တဲ့သတင်းဌာနတစ်ခုကဖော်ပြထားတာပါနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကျွန်တော်တို့အာဆင်နယ်အသင်းရဒန်ယာကစားသမားတွေကဗီဒီယိုဂရက်ဒါ
နိုနီမတူကီကတော့ကျွန်တော်တို့ဒါပြီးခဲ့တဲ့ပွဲစဉ်တော့ပြန်လဲပါဝင်လာတာဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့ trade through ပြောသွားမှာမဟုတ်တော့ဘူးဒါမာတင်အိုဒီဂတ်ပေါ့လေမာတင်အိုဒီဂတ်နဲ့ပတ်သက်ပြီးတော့ဒီကနေ့အာဆင်နယ်ရဲ့နောက်အာဆင်နယ်ရဲ့ပေါ့လေဒါဖော်ပြချက်တစ်ခုတက်လာတယ်ဒါကဘာလဲဆိုတော့အာဆင်နယ်အသင်းရဲ့ captain ကြီးမာတင်အိုဒီဂတ်ကတော့ training မှာ special ကျန်းနေပြီဆိုတော့ရေးသားဖော်ပြမှုမျိုးတစ်ခုကိုဒါကျွန်တော်တို့တွေတွေ့ခဲ့ရတယ်အဲ့တော့မာတင်အိုဒီဂတ်တကယ် bitmap ပွဲစဉ်ကြီးမှာEBH အစည်းကိုအနာပေးပြီးတော့ဒီကစားသမားပါဝင်လာမလားဆိုတာကျွန်တော်တို့တွေတကယ့်ကိုရင်ခုန်ကျင်စရာပဲကျွန်တော်တို့ဒီကစားသမားကိုလက်လွတ်ဆုံးရှုံးထားရတာအချိန်အတော်အတန်ကြာခဲ့ပြီဒီကစားသမားရဲ့ killer pass တွေเนาะဒါ through pass တွေတကယ့်ကိုကောင်းမွန်တဲ့ဒါဟိုအကွက်မြင်မြင်ပေးပို့မှုတွေကိုကျွန်တော်တို့အာဆင်နယ်အသင်းအနေနဲ့လိုအပ်တယ် EBH အစည်းကသူပါလာရင်နေရာပြောက်သွားမှာလားဆိုတဲ့မေးခွန်းတွေအပေါ်ကိုတော့ဒီကစားသမား2ယောက်ရဲ့ကစားပုံကလုံးဝမတူဘူးဗျာကျွန်တော်အမြင်ကိုပြောတာလုံးဝမတူဘူးကွဲပြားခြားနားတာဖြစ်တဲ့အတွက်ဒီကစားသမား2ယောက်လုံးကိုကွင်းနဲ့ပြစ်ထည့်လိုက်ရင်အာဆင်နယ်အသင်းအတွက်ကြီးမားတဲ့ impact တစ်ခုရရှိသွားလိမ့်မယ်လို့ကျွန်တော်အနေနဲ့ကတော့မြင်မိတယ်အာဆင်နယ်ရဲ့နောက်အာဆင်နယ်ရဲ့ပေါ်ပြချက်တွေထဲမှာဆိုလို့ရှိရင်မာတင်အိုဒီဂတ်ကလာမယ့်ဘိုင်မြူနစ်နဲ့ပွဲစဉ်မှာတေချာပေါက်ပါဝင်လာမယ်ဆိုတဲ့ရေးသားမှုမျိုးတွေတွေ့ရပါတယ်နောက်တစ်သတင်းပုံအနေနဲ့ Viteyogras ရဲ့ကြံ့ခိုင်မှုကတိတတတိုးတက်လာပြီးတော့ဘိုင်ယန်မြူနစ်နဲ့ပွဲစဉ်မှာတိုက်စစ်မှုတဲ့ Viteyogras ကိုကျွန်တော်တို့ပြန်လည်ခန်းစားခွင့်ရမယ်ဒီကစားသမားရဲ့အမှုပညာကိုကျွန်တော်တို့ပြည်သက်တွေတဝါကြီးပြန်ခန်းစားရတော့မယ်ဆိုပြီးတော့အာဆင်နယ်နဲ့နီးစပ်တဲ့ radar ကပေါ်ပြထားတချို့သတင်းဌာနတွေရဲ့ပေါ်ပြချက်တွေမှာဆိုလို့ရှိရင် Viteyogras ကအာဆင်နယ်အသင်းအတွက်အရန်ကိုပြန်ကစားခြင်းနေပြီးတော့စေးအဖွဲ့ရဲ့ခွင့်ပြုချက်ကိုစောင့်ဆိုင်နေတယ်ဆိုပြီးတော့လည်းသတင်းမီဒီယာတွေကဖော်ပြထားတယ်ဒီနေရာမှာတချို့သတင်းမီဒီယာတွေရဲ့ပြောကြားချက်ကိုကျွန်တော်အနေနဲ့ခံမှန်းကြည့်ရတဲ့လောက်ပေါ့လေကျွန်တော်ခံမှန်းချက်ကလေးကိုပြောပြတာပါဒါကတိကျပြောရခြင်းမဟုတ်ပါဘူးဒါခံမှန်းချက်ကဘာလဲဆိုတော့ဒီကစားသမားကပြီးခဲ့တဲ့စပါနဲ့ပွဲစဉ်မှာတွေကကန်ကျင်မာတယ်ဆိုပြီးတောင်းဆိုမှုတွေပြုလုပ်ထားတယ်ဒါပေမဲ့အာဆင်နယ်အသင်းကတကယ် bitmap ပွဲစဉ်ကြီးမှာဒီကစားသမားရဲ့ impact ကိုလိုချင်တာဖြစ်တဲ့အတွက်ဒီကစားသမားကိုတက်တောင့်တက်တာအေးအေးစစ်စစ်အနာပေးထားတယ်ဆိုတဲ့ရေးသားမှုတွေကျွန်တော်တို့တောက်လျှောက်တွေ့လိုက်ရတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကျွန်တော်တို့အာဆင်နယ်ရဲ့ဒီယာဒီသူရဲ့ခေါင်းဆိုတဲ့ဒါဟိုခေါင်းစဉ်အောက်မှာပေါ်ထွက်လာတဲ့သူတယောက်ရှိတယ်ဒါကဘာလဲဒါကဘာတူလဲဒါကျွန်တော်တို့ဆိုလို့ရှိရင်ဟာဒါဘာတူလဲပေါ့သိရမလားဒီလိုမျိုးစာတွေပဲတက်လာတာဒီလိုမျိုးဒါရေးသားမှုလေးပဲတက်လာတာဒါကတော့ဒါကျွန်တော်တို့ထွေထူးစဉ်းစားနေကြမလို့ဘူးဒီယာဒီအာဆင်နယ်ရဲ့သူရဲ့ကောင်းဆိုလို့ရှိရင်တော့ကျွန်တော်တို့တွေရဲ့ဒါ driver အစ်စ်ပေါ့လေအာကစား driver အန်ဒရီယာဘာတာနဲ့ပဲဖြစ်တယ်အန်ဒရီယာဘာတာကဒီယာဒီမှာအာဆင်နယ်အတွက်တကယ့်ကိုကောင်းမွန်တဲ့ပြောင်းရွှေ့ဈေးကွက်တစ်ခုကိုလှုပ်ဆောင်ခဲ့ပြီးတော့အာဆင်နယ်အသင်းမှာတကယ့်ကိုလိုအပ်နေတဲ့ကစားသမားတွေကိုအရခေါ်ယူပေးနိုင်ခဲ့တယ်ဆိုပြီးတော့ဒါအာဆင်နယ် Lake New ကနေပြီးတော့ရေးသားဖော်ပြလာတဲ့အာဆင်နယ်ရဲ့ဒီယာဒီအကောင်းဆုံးသူရဲ့အကောင်းဆုံးဆိုပြီးတော့ဒါရေးသားဖော်ပြထားတာပေါ့လေနောက်တစ်သတင်းပုံအနေနဲ့ကျွန်တော်တို့အာဆင်နယ်အသင်းရဲ့နီးပြမီခေအာတီတာရဲ့ဒါစာချုပ်တစ်ကိစ္စနဲ့ပတ်သက်ပြီးတော့ဗောလေဒါကျွန်တော်တို့အာဆင်နယ်အသင်းကမီခေအာတီတာကိုရေရှည်အသင်းမှာဆက်ထိန်ထားဖို့အတွက်ဆန္ဒရှိနေတယ်ဒီနီးပြကြီးအတွက်နဲ့ပတ်သက်ပြီးတော့ဒါလောက်ခလာစာမြင်မားတဲ့လောက်ခလာတာတစ်ခုနဲ့ဒီနီးပြကိုကန်လန်းသွားပွဲရှိတယ်မီခေအာတီတာကဒါဘောလုံးလောကရဲ့လာစာအမြင့်ဆုံးနီးပြတစ်ယောက်ဖြစ်သွားနိုင်တယ်ဆိုပြီးတော့အာဆင်နယ်နဲ့နီးစပ်တဲ့သတင်းဌာနတချို့ကဖော်ပြထားပြီးတော့ခရွန်ကီတို့မိသားစုနဲ့အာဆင်နယ်အသင်းရဲ့မီခေအာတီတာဂျားထဲမှာကောင်းပုံနဲ့ဆက်ဆံရေးတွေရှိပြီးတော့မီခေအာတီတာကအာဆင်နယ်အသင်းမှာအချိန်ကြာကြီးဆက်ရှိသွားမယ်ဆိုပြီးတော့အာဆင်နယ်နဲ့နီးစပ်တဲ့သတင်းဌာနတွေကရေးသားဖော်ပြထားတယ်နောက်တဲ့သတင်းတစ်ပုဒ်အနေနဲ့ကျွန်တော်တို့အာဆင်နယ်အသင်းရဲ့ဒါစာချုပ်တစ်ကမ်းလှမ်းမှုတွေထဲမှာဒါဘူကာယိုဆာကာရဲ့စာချုပ်ကအလုံးစုံပြီးမြောက်သွားပြီဆိုပြီးတော့အာဆင်နယ်နဲ့နီးစပ်တဲ့သတင်းဌာနတွေကရေးသားဖော်ပြနေတယ်လို့အာဆင်နယ်အသင်းရဲ့ကွင်းလယ်ကစားသမား Declan Rice နဲ့ပတ်သက်ပြီးတော့လေအာဆင်နယ်အသင်းကစာချုပ်တစ်ကမ်းလှမ်းမှုအတွက်အဆင်သင့်ဖြစ်နေပြီဒီကစားသမားကိုတခြားအသင်းတွေကစိတ်ဝင်စားနေတာဖြစ်သည့်တိုင်အောင်ဘာစီလိုနာဘိုင်ယန်မြူနစ်နော်ပြီးသွားပြီဆိုလို့ရှိရင် Real Madrid ဒီအသင်းတွေကစိတ်ဝင်စားနေတာဖြစ်တဲ့အတွက်ဒီကစားသမားကိုထိမ့်သိမ်းထားခြင်းလို့ဒါစာချုပ်တစ်ကမ်းလှမ်းတာမျိုးမဟုတ်ဘဲနဲ့ဒီကစားသမားရဲ့ခြေစွမ်းပိုင်းနဲ့ဒီကစားသမားရဲ့ impact ဒီကစားသမားရဲ့ leadership skill တွေကိုကြိုက်လွန်းလို့အာဆင်နယ်အသင်းကအသင်းမှာဆက်ထိန်ထားလို့ခြင်းဖြစ်တယ်ဆိုပြီးတော့လေအာဆင်နယ်နီးစပ်တဲ့သတင်းဌာနတွေကအမျိုးမျိုးရေးသားဖော်ပြနေတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကျွန်တော်တို့အာဆင်နယ်အသင်းရဲ့ဒီနှစ်မှအသစ်ရောက်လာတဲ့အငှားနဲ့ခေါ်ထားတဲ့ Piero Incapié ပေါ့လေ Piero Incapié ကြောင့်ပဲအာဆင်နယ်အသင်းရဲ့သူရဲကောင်းဆိုတဲ့ခေါင်းစဉ်အောက်ကိုရောက်သွားတဲ့အန်ဒရီယာဘာတာပေါ့လေပြောချင်တာက Piero Incapié ကပထမဆုံးပွဲဥထွက်ကိုဒါကျွန်တော်တို့ဒါ Tottenham Hotspur နဲ့ပွဲစဉ်မှာသူကစားရတာဒီပွဲစဉ်မှာသူအကောင်းဆုံးလုပ်ပြနိုင်ခဲ့တယ်သူ့ရဲ့ခြေစွမ်းပိုင်းနဲ့သူ့ရဲ့ mentality ပိုင်းရဲ့သူ့ရဲ့
ကြန့်ခိုင်မှုဘိုင်းတွေကပြောစရာမလိုတော့ဘူးကျွန်တော်အာဆင်နယ်အသင်းအတွက် impact တွေကြီးခဲ့ပြီးတော့သူနဲ့တွဲဆော့ရတဲ့ကစားသမားတွေဒီနဲ့လည်းအခက်ခဲများစွာရှိမနေဘူးဒါကြောင့်မလို့ဒါဒီကစားသမားနဲ့ပတ်သက်ပြီးချီးကျူးရင်းကနေပြီးတော့အန်ဒရီယာဘာတာကိုလည်းမေ့ထားလို့မရဘူးဆိုတဲ့ပုံစံမျိုးတွေဒါသတင်းတွေကတောက်လျှောက်တက်နေတယ်အဲ့တော့ကျွန်တော်အာဆင်နယ်အသင်းကဒီမှာလုတ်ပြီးဆက်ရှုပ်သွားအောင်မယ်အာဆင်နယ်အသင်းအနေနဲ့လုတ်เสียအလုတ်တွေတပုံတတီကြီးရှိနေသေးတယ်ဆိုပြီးတော့ရေးသားချက်တွေကလည်းတောက်လျှောက်တက်လာတယ်အဲ့တော့ဒါကတော့ဒီကနေ့အာဆင်နယ်ဒီကနေ့ညအာဆင်နယ်အသင်းနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေပဲဖြစ်ပါတယ်ကျွန်တော်ညီကိုတွေရောဘယ်လိုထင်မိလဲဘယ်ကစားသမားတွေအသင်းကပြောင်းရွှေ့သွားမယ်ထင်လဲအသစ်စိတ်ဝင်စားလာတဲ့ကစားသမားတွေကိုရောအာဆင်နယ်အသင်းနဲ့ဒီမှာထပ်မံခေါ်ယူသွားမယ်ထင်တာကောမှာဝင်ဆွေးနွေးကြည့်ကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ဗျသူတွေမှာ